စပြောခဲ့တဲ့အတိုင်းပဲ verb to be ပေါ့နော် verb to be ဆိုတာရှင်းမှလည်းခါခါပြောခဲ့ပါတယ် verb to be ဆိုတာက am ရဲ့ is ရဲ့ is ရဲ့ are ရဲ့ပေါ့နော်အဲ့ဒါတွေကို he she it ရဲ့ they ရဲ့နဲ့လိုက်ပြီးတော့တွဲပေးရမှာဖြစ်ပါတယ်အဲ့တော့ he she it တဲ့ဆိုလို့ရှိရင် is နဲ့တွဲရပါမယ်နော် they ဆိုလို့ရှိရင်တော့ are are နဲ့တွဲရပါမယ်အဲ့တော့ဒီမှာပထမဆုံးတစ်ခုအနေနဲ့ he she it ကိုသူက is နဲ့တွဲပေးတာအဲ့တော့ရှင်တို့ကဒီဟာကို apostrophe s ကလေးနဲ့ထည့်ပေးပါမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် they ဆိုလို့ရှိရင်သူကနောက်ကခွင့်စား function မှာ AR ကိုထည့်ပေးတာအဲ့တော့ရှေ့တို့ကဒီဟာကိုapostrophe အတူကောင်းနေနဲ့ apostrophe RE ထည့်ပေးပါမယ်နော်ဒီဟာနာဇက်ဆိုပြီးတော့မှရေးထားပါတယ်အဲ့တော့နောက်တစ်ခုကတော့အငင်းဝါကြပေါ့နော်အငင်းဝါကြတွေမှာဆိုလို့ရှိရင်တော့ is not ဆိုပြီးတော့သူကခွင့်စား function နဲ့ပေးထားတယ်အဲ့ဒါကိုပြန်ရေးနေဆိုလို့ရှိရင်အတူချုပ်က ISN apostrophe isn't လို့ပြောရပါတယ်နောက်ခုက D ပေါ့နော် D ကတော့ AIN apostrophe သူ့ရဲ့အတန်ခက်က ant လို့ခက်ပါတယ်နော် the ant ဒါမှမဟုတ်လို့ရှိရင် they are not နောက်ခုကတော့ he she it ပေါ့နော် from Indonesia ဆိုပြီးတော့ပေးထားတယ်အဲ့တော့ဒီမှာကတော့ is is ပါနောက်ခုကတော့ blank the engineers ဒီမှာကလည်း ARE ပါနော် are the engineers ဆိုပြီးတော့တုံးထားတယ်အဲ့တော့ဒီမှာ yes he she it မှာကတော့ is is ကိုထည့်ပါမယ်ဒီကတော့ are နဲ့တွဲမယ်ပေါ့နော်no he she it မှာဒီမှာကလည်း is ကိုထည့်ပါမယ်sorry isn't ကိုထည့်ပါမယ်နော် no he isn't she isn't it isn't ပေါ့နော်အဲ့တော့နောက်ခုက no he AIN apostrophe ကိုထည့်ပါမယ်နော်အဲ့တော့ဒီဟာလေးကိုအကျယ်ပြန်ပြီးတော့ရှင်းပြပါမယ်ပထမဆုံးဆရာထဲမှာပါတာတွေက positive sentence တွေတဲ့လားကျေတို့ဆိုတော့အမြဲတမ်းပြောခဲ့တဲ့ရိုးရိုးဝါကြရေးနည်းတွေပါရိုးဝါကြရေးချင်တဲ့အခါမှာ he she it ကို is နဲ့တွဲမယ် he is from Russia she is from Russia it is from Russia ဆိုပြီးတော့မှပြောမယ် they ဆိုလို့ရှိရင်တော့ are နဲ့တွဲမယ်ပေါ့နော် they are nurses လားအဲ့တော့ he she it ကို is နဲ့တွဲမယ်နောက်က they ကို are နဲ့တွဲမယ်ပေါ့နော်နောက်တစ်ဆင့်ကတော့အငင်းဝါကြရေးနည်းအငင်းဝါကြရေးနည်းမှာကလည်းသူကဘာမှမခတ်ပါဘူးဒီ is ရဲ့နောက်ကနေပြီးတော့ not လေးထည့်လို့ရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင် is နဲ့ not နဲ့ကိုတွဲပြီးတော့မှ isn't ဆိုပြီးတော့မှပြောလို့လည်းရပါတယ်အဲ့တော့သူကတော့မဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောင်းသွားရပါတော့ဆိုတော့ he isn't from Sydney she isn't from Sydney it isn't from Sydney ဒါမှမဟုတ်လို့ရှိရင် he is not from Sydney she is not from Sydney it is not from Sydney နောက်က they ပေါ့နော် they ကြောင့်လို့ရှိရင်လေသူက are not နော် they က are ဆိုတော့သူ့ရဲ့နောက်က not not ကိုထည့်ပေးရပါမယ်အဲ့တော့ they are not အားမလို့ရှိရင် are not ကိုတွဲပြီးတော့မှ AIN apostrophe ant ဆိုပြီးတော့မှပြောလို့လည်းရပါတယ်အဲ့တော့ they ant doctors အားမလို့ရှိရင်they are not doctors ဆိုပြီးတော့မှပြောပါတယ်နောက်ဆုံးတစ်ခုကတော့ question ပေါ့နော်မေးခွန်းရှင်းနည်းတွေပါမေခွန်းဝါကြရေးတဲ့အခါမှာဆိုလို့ရှိရင်တော့ is is ရဲ့ AIR ကိုစာကြောင်းရဲ့ရှေ့ဆုံးမှာထုတ်ပြီးတော့ကျန်တာတွေကိုဒီတိုင်းထည့်ပြီးရေးရုံပါပဲเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင် is she from Indonesia is he from Indonesia is it from Indonesia ဆိုပြီးတော့မှဖြစ်သွားပါမယ်နောက်ဆုံးတစ်ခုက are ကိုပေါ့เนาะရှေ့မှာထုတ်ထားတယ် are the engineers ဆိုပြီးတော့မှဖြစ်သွားပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကတော့ဒီ short answer လေးတွေပေါ့နော် short answer ဆိုတာကအဖြေစောစောလေးတဲ့ဟာတွေကိုပြန်ပြီးတော့မှဖြေရဲ့အဖြေဖြေပြီးပါအဲ့တော့အဖြေဖြေမယ်ဆိုလို့ရှိရင်ဟုတ်တယ်ဆိုရင် yes he is yes she is yes it is မဟုတ်ဘူးဆိုလို့ရှိရင် sorry they နဲ့ဆိုလို့ရှိရင် yes they are မဟုတ်ဘူးဆိုပြီးတော့အငင်းနဲ့ပြန်ပြီးတော့ဖြေမယ်ဆိုလို့ရှိရင်เนาะ no he isn't no she isn't no it isn't လို့ဖြေပါမယ်နောက်ဆုံးတစ်ခုက they နဲ့ပြန်ပြီးတော့အငင်းဖြေမယ်ဆိုလို့ရှိရင်เนาะ no they aren't လို့ဖြေရပါမယ်เนาะ
အဲ့တော့ဒီဟာကပထမဆုံးတစ်ခုကရိုးရိုးဝါကြရင်းနီဒုတိယတစ်ခုကအငင်းဝါကြရင်းနီတတိယတစ်ခုကမေကွန်းဝါကြရင်းနီနောက်ဆုံးတစ်ခုကတော့ဒီမေကွန်းတွေကိုပြန်ဖြည့်တဲ့အဖြည့်ရင်းနီတွေပါနော်သူကရိုးရိုးဝါကြမှာဆိုရင် he it for is နဲ့တွဲတယ် the are နဲ့တွဲတယ်အငင်းဝါကြတွေမှာဆိုလို့ရှိရင်တော့ is နဲ့ are ရဲ့နောက်ကနေပြီးတော့ not လေးထည့်ရုံပဲမေကွန်းဝါကြမှာဆိုရင် is နဲ့ are ကိုစာကြောင်းရဲ့ရှေ့ဆုံးမှာထုတ်ပါမယ်နောက်ဆိုဒီအဖြေတဲ့နေရာမှာတော့ yes she is yes she is yes it is နောက်က yes they are เนาะအငင်းပြောမယ်ဆိုလို့ရှင်เนาะ no he isn't no she isn't no it isn't နောက်က they နဲ့ဆိုရင် no they aren't ပေါ့နော်အဲ့တော့ဒီဟာလေးကိုကိုယ့်ရဲ့စာအုပ်ကြီးထဲမှာရေးလိုက်ပါเนาะဘာလို့လဲဆိုတော့ခြေကိုရှေ့ဆက်ပြီးတော့မှဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ question တွေပေါ့နော်ဆက်ပြီးတော့မိမအောင်လို့ပါဒီဟာလေးကိုအရင်စာအုပ်ထဲမှာရေးမယ်တခြားမှတ်သားမယ်တခြားမှတ်သားပြီးတော့မှနောက်ထပ်သင်ခန်းစာတွေကိုဆက်သွားကြမယ်เนาะ